White လေး Wiggly ဟာကမ္ဘာအချမ်းသာဆုံးမိုးဆိုးမတူပါသူမရဲ့ယူရိုတန်းနဲ့ရတန်ပန်းရောင်စိန်ကြီးခိုးယူခံလိုက်ရပေမဲ့လည်းထိုနာမည်ကျော်တခိုးကိုသူမဖန်ဆုပ်နိုင်မယ်ဆိုတာကိုအပြည့်အဝယုံကြည်နေခဲ့ပါတယ်သူမမျက်စိမိတ်ပြီးတခိုးရှိရာဘက်ကိုဖြည်းဖြည်းချင်းတိုးကပ်သွားခဲ့ပေမဲ့မျက်စိပြန်ဖွင့်လိုက်တဲ့အချိန်မှာတော့တခိုးဟာလေထဲမှာတင်ပြက်ကွယ်သွားခဲ့ပါပြီဒါပေမဲ့တခိုးဟာသူမစီကိုတနေ့ပြန်လာမယ်ဆိုတာကိုတော့သူမအခိုင်အမာယုံကြည်နေသေးပါနောက်တနေ့မနက်မှာတော့သူမနိုးလာတဲ့အခါပန်းရောင်စိန်ကြီးဟာသူမဘေးမှာပြန်ရောက်နေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီအချိန်ကျမှသူမဟာထိုတန်းနာရီလာတခိုးကိုသူမရဲ့လက်ခုပ်ထဲကရေလိုထိန်းချုပ်နိုင်ခဲ့ပြီဆိုတာနားလည်သွားခဲ့ပါတယ်သူမကအစီခံကိုခေါ်လိုက်ပေမဲ့အစီခံရဲ့မျက်လုံးတွေထဲမှာတခုခုထူးဆန်းနေတာကိုသတိထားမိလိုက်ပါတယ်အဲ့ဒီနောက်မှာတော့အစီခံကသူဝတ်ထားတဲ့မျက်နှာဖုံးတူကိုခွာချလိုက်ရသူဟာတခြားသူမဟုတ်ပဲထိုနာမည်ကျော်တခိုးဖြစ်နေပါတော့တယ်သူတို့နှစ်ဦးပွေးဖက်လိုက်ကြပြီးတခိုးရဲ့မျက်နှာဖုံးကိုကင်ထားရင်းနဲ့သူမခေါင်းထဲမှာအရင်ကတခါမှမစင်စားခဲ့ဘူးတဲ့အန္တရာယ်ရှိတဲ့အကြံတစ်ခုရလာပါတယ်အဲ့ဒီအချိန်မှာပဲတကားကိုရုတ်တရက်လာခောက်တဲ့အတွက်တခိုးကိုဗီဒီယိုထဲမှာအမြန်ဖွက်ထားလိုက်ပြီးအပြင်ကအစီခံအစ်စ်နဲ့စကားပြောနေရင်ဗီဒီယိုထဲကလူစီ Morse code နဲ့ message ပို့လိုက်ပါတယ်ရဲတွေဟာတခိုးနောက်ကိုခြေရာခံရင်းသူမရဲ့ဆိုင်အင်ထိရောက်လာပြီဖြစ်ကြောင်းအစီခံစီကနေသိလိုက်ရပါတယ်သူမကနောက်တစ်ချိန်တွေ့မဲ့နေရာကိုတိုးတိုးလေးပြောပြီးသူခိုးကိုထွက်ပြေးခွင့်ပေးလိုက်ပါတယ်ဒါပေမဲ့သူမချိန်ထားတဲ့နေရာကိုရောက်တဲ့အခါမှာတော့သတင်းစာကောင်းကြီးပိုင်းတစ်ခုကိုပဲတွေ့လိုက်ရပါတယ်အဲ့ဒါကတော့တခိုးကိုဖမ်းဆီးရမိပြီဆိုတဲ့သတင်းပါသူမချက်ချင်းပဲတရားရုံးကိုသွားခဲ့ပါတယ်တရားရုံးမှာလူတွေကတခိုးကိုတေတံပေးဖို့ညှင်းခုန်နေကြစဉ်သူမကတော့ပါပြင်ပေါ်လက်တင်ပြီးအေးအေးဆေးဆေးထိုင်နေရင်တခိုးစီကို Morse code တွေတိတ်တဆိတ်ပို့နေခဲ့ပါတယ်ခိုးကလည်းမျက်တောင်ခတ်ပြီးပြန်ပြေးပါတယ်သူမကအဲ့ဒီကုတ်တွေကိုမှတ်သားလိုက်တဲ့အခါဒါဟာပြီးပြည့်စုံတဲ့ထောင်ဖောက်မဲ့အစီအစဉ် jailbreak plan ဖြစ်နေမှန်းသိလိုက်ရပါတယ်တရားရုံးကပေးတဲ့ဒီနေရာကိုရောက်တဲ့အခါသူမဟာနိုင်ငံရဲ့10ခုမြောက်အတန်းကဒုတိယမြောက်အုပ်ခဲကိုရှာဖွေလိုက်ပါတယ်အဲ့ဒီမှာလျှို့ဝှက်အခန်းတစ်ခုပွင့်သွားပြီးတခိုးရဲ့စူပါကားကိုတွေ့လိုက်ရပါတယ်သူမအဲ့ဒီကားကိုမောင်းပြီးနောက်ထပ်ပုံကိုရနေရာတစ်ခုကိုရောက်သွားတဲ့အခါကားကိုမှတ်မိတာနဲ့လျှို့ဝှက်တကားကအလိုလျောက်ပွင့်သွားပါတယ်အထက်ရောက်တော့သူမဝတ်စုံနဲ့ဘုံကျုံ vault ကိုဖွင့်ပြီးစီးရင်တစ်ပုတ်ကိုထုတ်လိုက်ပါတယ်တပုတ်ကတော့လျှို့ဝှက်ဆန်းကျဲတဲ့စီးရင် surround ဖြစ်ပါတယ်အခုဆိုရင်အစီအစဉ်ကစတင်ပါပြီသူမဟာတရားရေးဝန်ကြီးစီကိုတိုက်ရိုက်သွားခဲ့ပါတယ်အဲ့ဒီဝန်ကြီးဟာအရင်ကသူမကိုသူ့ရဲ့အာဏာနဲ့တူထောက်ခံမှုစူးစမ်းခဲ့သူပါဝန်ကြီးဟာအရင်တစ်ခေါက်ကသူမစီကနေပါရိုက်ခံခဲ့ရပေမဲ့လည်းအခုတော့တကုတ်ကိုစစ်ဆေးမင်းမြန်းမှုသူမကိုဝမ်းသာအားရခွင့်ပြုပေးလိုက်ပါတယ်သူတို့နှစ်ဦးထောင်ထဲကိုရောက်သွားကြပါတယ်စစ်ဆေးမင်းမြန်းကတကားပိတ်လိုက်တာနဲ့သူမကပထမစီးရင်နဲ့ဝန်ကြီးကိုမေးလဲအောင်လုပ်လိုက်ပါတယ်တခိုးကဝန်ကြီးရဲ့မျက်နှာဖုံးကိုစွပ်ပြီးဝန်ကြီးအဖြစ်ဟန်ဆောင်လိုက်ပါတယ်ဒုတိယစီးရင်နဲ့တော့ဝန်ကြီးစစ်ကိုရက်အနေငယ်ကြာစကားမပြောနိုင်အောင်လုပ်လိုက်ပါတယ်သူတို့နှစ်ဦးဟာဘသူရဲ့တန်တရားကိုမှမခံရဘဲနေချင်းကြောင်တောင်မှာတင်ထောင်ထဲကနေအေးစစ်စစ်ထွက်လာခဲ့ကြပါတယ်နေ့ရက်ကြာမှာတော့တရားရေးဝန်ကြီးအစ်စ်ကိုကျိုးစင်ပေါ်တင်လိုက်ပါတယ်ဒါဆက်ကြလာတဲ့အထိရဲတွေဟာဘာတွေမှယွင်းကုန်ပြီလဲဆိုတာကိုနားမလည်နိုင်ခဲ့ကြပါဘူးအဲ့ဒီအချိန်မှာတော့သူတို့နှစ်ဦးဟာဒီထက်ပိုကြီးမားတဲ့ခိုးမှုကြီးတစ်ခုအတွက်ပြင်ဆင်နေကြပြီဖြစ်ပါတယ်